Mingla Bakamia Nikonja Majaila Shadi Utuaro Muri Yuanivi, Yangomaro, Kokwema Koyajara, E. Pajaman 3 Java, Diorave, General Yadave. Suro, a good Dini Biojanaga, General Solo Window Golf to the website Lima. Bigon lady about Nayane Chopse Jolo de Bitare, Elma Leve Donku Quetare, but Maga Keddy Legion Bodraba, Keddy Lady Yamalu, Wimchi Luyabare, English Wimchi Jane, English Shibare. I don't Keddy Lady, the Megon Lady Wimchi Bido, or my lady Yayu Java, that's why each level the Kushi Keddy Lady. Matan Yalu Yavalime. Nobilo Kofari Draga level Nakujano Tamatabido in Bitabare, Jano Tamate Leveva, RNA, USG, Tamate Leve Mahotolo, and Yamananga Gaudi Pojoga loaded level Mahopabu, Jano Tamate level Nakuba, level 1, level 2, so below Jano level Nakutamatavare. I level basic level. Intermediate level, so level Nakutamat Havare, I make only the class Naku Shire, I'm a longer Napajol, Tombalaka, Sating Azagaro, Migunli de Wujano, Messize Kea de Wujano, the Mili Ted had a Badabian beat had a Iani Padabian beat had a tiny Ted or Migunlidia, Machomuida Lidi Shire. A good dinero, Jano Migo, I Nayajo, Choya Niva Gonongo, Jano, Yamalu, Ete. လုပ်လိုက်ပါပြီအကုန်လုံးပြည့်စုံကောင်းမွန်လာတယ်လို့တော့မဆိုနိုင်ပေမဲ့အတော်များများချောမွေ့တော့ပါပြီအမှားတော့မကင်းနိုင်ပါဘူးမိကုံ900ကျော်600မှာအမှားတော့ပါကောင်းပါပါလိမ့်မယ်ဒါပေမဲ့ပါရင်လည်းကျွန်တော်ပြောပြပေးပါကျွန်တော်ပြန်ပြီး edit လုပ်ပေးပါမယ်ခင်ဗျာဒီမိကုံဖြည့်သွားပြီးလို့ရှိရင် level 1အဆင့်ရှိတဲ့ knowledge တွေရသွားပါလိမ့်မယ် RNA မှာ level 1မိခွန်းတွေတွားဖြည့်လို့ရှိရင် level 1အောင်တဲ့ certificate လေးရပါလိမ့်မယ်ကျွန်တော်ပေးတဲ့ certificate ကတော့ recommend letter ပါကျွန်တော်ကတော့ level 1အဆင့်ကိုဖြည့်ဆိုနိုင်တဲ့အဆင့်လောက်ကျွန်တော် recommend ပေးတယ်ပေါ့လေနောက်ထပ် intermediate level ကတော့ level 2အဆင့်ကိုဝင်ဖြည့်နိုင်မှုအတွက်ကျွန်တော်မိခွန်းတွေဖြည့်ပြီးပြီပေါ့လေအဲ့လိုမျိုး recommend ကျွန်တော်ပေးတယ်ဆိုတော့ဘာပဲပြောမြန်မာ English နဲ့ဘာသာနဲ့ဖြည့်လို့ရမယ်မြန်မာလိုဖြည့်ဖို့အတွက်ကိုမိကွန်းလေးတွေကိုကျွန်တော် edit လုပ်ပြီးပြီဆိုတဲ့အကြောင်းကျွန်တော်ပြောတာပါအဲ့ဒီမှာမကြခင်မှာကျွန်တော်က local rules လေးတွေကိုပြိုင် tournament လေးတွေရှိတယ်ဗျာကျွန်တော်တို့ပြိုင်ပွဲပြိုင်ကြတယ်ကျွန်တော်တို့ group လေးတွေရှိကြတယ်အဲ့ group လေးတွေကနေပြီးတော့မှပြိုင်ပွဲတွေပြိုင်ကြတဲ့အခါမှာtournament rule တွေရေးဖို့စီးမြင့်တဲ့ညီရေးဖို့ခက်ခဲရှိတဲ့အခါမျိုးတွေရှိတယ်နောက်ပြီးတော့ score calculation လုပ်တဲ့အခါမှာအခက်အခဲရှိတာလေးတွေရှိတယ်အဲ့ဒါကိုကျွန်တော်ကလည်းကျွန်တော်တက်တဲ့ programming ပညာလေးနည်းနည်းပါးလေးနဲ့website လေးထဲမှာဒါလေးတွေလုပ်နိုင်အောင်ကျွန်တော်ပြင်ဆင်နေတယ်အဲ့ဒါတော့အခုအဆင်သင့်မဖြစ်သေးဘူးunder maintenance ပဲရှိသေးတယ်လောလောဆယ်တော့ exam ကတော့အဆင်သင့်ဖြစ်ပြီမကြခင်မှာscore calculation နဲ့ local rules တွေကိုထပ်တင်ပေးပါမယ်ကျေးဇူးတင်ပါတယ်